ပြဿနာလားပြဿနာဆိုတာရှိတာပေါ့အလုံးလုံးနေသူမှာပိုရှိတယ်အလုံးများလေပြဿနာများလေပဲတကယ်တော့လူတိုင်းအတွက်ပြဿနာဆိုတာအနည်းများရှိနေကြမှာပဲတယောက်တည်းတောင်ကိုယ့်ဘာသာကိုပြဿနာဖြစ်နေတဲ့သူတွေလည်းရှိနေကြတာမဟုတ်လားပြဿနာရှိတာပြဿနာမဟုတ်ဘူးပြဿနာကိုရင်ဆိုင်ဖြေရှင်းတတ်ဖို့ပဲလိုတယ်ပြဿနာဆိုတာခံစားနေဖို့မဟုတ်ဘူးစိုးရိမ်နေဖို့မဟုတ်ဘူးပြဿနာဆိုတဲ့စကားလုံးကိုမြန်မာအဘိဓမ္မာကိုကဖြေရှင်းရန်အမှုကိစ္စလို့ဖွင့်ပြထားတယ်ခံစားရမယ်အမှုကိစ္စလို့မဖွင့်ဘူးပြဿနာဆိုတာဖြေရှင်းရမှာတဲ့လေဖြေရှင်းရမှာကိုမဖြေရှင်းမဲခံစားနေကြလို့ပြဿနာကပိုကြီးတွာလာနေကြပါပါဆိုတော့ကအလုံးလုံးနေတဲ့သူတွေအတွက်ပြဿနာရှိနေတာမဆန်းဘူးပြဿနာရှိလာတဲ့အခါခံစားမှုနဲ့မရှင်းပဲဉာဏ်နဲ့ဖြေရှင်းတတ်ဖို့ပဲအရေးကြီးတယ်ခံစားချက်ကိုရှေ့တန်းတင်ရင်ပြဿနာကမပြေလည်ပဲအမှားတွေကိုပို့ပြီးဖြစ်စေတတ်တယ်ခံစားချက်ကအမှန်တရားကိုမျက်ကွယ်ပြုတတ်တယ်ခေါင်းအေးအေးထားအသိဉာဏ်အားနဲ့ပဲဖြေရှင်းရမယ်